ဒီကောင်မန်ဂါ recap တွေလောက်လာပြန်ပြီဆိုပြီးတော့တွေးမနေပါနဲ့ဒါတော့ Kaijino 8 season 2ရဲ့အဆက်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း like subscribe လုပ်ပြီးရှင်ကျွန်တော်ကူညီပေးသွားနိုင်ပါတယ် season 2မှာတော့ Kaijino 9ရဲ့ visa moment ဒါဂိုင်ကျူးတွေကြောင့်အကြီးအကျယ်ဒုက္ခရောက်နေခဲ့ကြရပါတယ်ဒါပေမဲ့ဒီ chapter မှာတော့တိုက်ပွဲအလဲအပြောင်းတွေကစတင်လာခဲ့ပါတယ်ဒဏ်ရာရထားတဲ့ဒုကောင်ဆောင်ကိုကာကွယ်ဖို့အတွက် Kafka တယောက်စစ်မြေပြင်စီကိုအချိန်မြင့်ရောက်ရှိလာခဲ့ပေမဲ့လည်းလူသားအသွင်နဲ့ရေးဆိုင်ရင်အဆိုင်လိုက်ဖိချခံရမှာဖြစ်တဲ့အတွက် Kafka ဟာကမ္ဘာအန်ရဲ့အကြီးဆုံးတစ်တော်ပါKaijino ရဲ့အဖြစ်အသွင်ပြောင်းလဲလိုက်ပါတယ်။ခွန်အားတွေနဲ့ထွက်ပေါ်လာတဲ့စွမ်းရည်လိုင်းတွေကြောင့်ကြီးမားတဲ့တက်ရောက်မှုတွေဖြစ်လာတဲ့အတွက် Kaijino 9ဖန်တီးထားတဲ့ဒါဂိုင်ကျူတွေက Kaijino 8ရဲ့ aura တွေနဲ့တီနေရာကိုခန်းစားမိသွားခဲ့ကြပါတယ်။ပထမမှာတော့ဒါဂိုင်ကျူတွေအားလုံးက Kafka ပေါ်လာရင်စွန့်ကြီးဝိုင်းလောင်းကြမှာပါ။ဒါပေမဲ့လည်း Kaijino 8ရဲ့ရှေ့မှာရှိနေတဲ့ Kaijino 73ကတော့စိတ်မရှိဖြစ်ပြီးတိုက်ပွဲတွေတွက်ကြွလာခဲ့ကတကူတော်စတင်တိုက်ခိုက်ပါတော့တယ်ဘရိုဒိုအနေနဲ့ enemy poster တွေခက်တွေဝယ်ဖို့အတွက်စဉ်းစားနေရဆိုရင်တော့ Hobbycraft နဲ့မိတ်ဆက်ပေးခြင်းပါတယ် enemy sticker တွေ frame တွေ photo တွေကိုဘရိုဒိုစိတ်ကြိုက်ပုံတွေ customize design တွေနဲ့မှာယူရရှိနိုင်ပါတယ်ဈေးနှုန်းလဲသက်သာသလို enemy ပုံအပြင်အခြားပုံတွေကိုလည်းလိုချင်တဲ့ size နဲ့ဝယ်ယူနိုင်နေပါပြီဘရိုဒိုစုဆောင်တာဖို့ဒါမှမဟုတ်လက်ဆောင်ပေးဖို့အတွက်စိတ်ကူးထားတယ်တွေးထားတယ်ဆိုရင်တော့ Hobbycraft ကိုသတိရလိုက်ပါအသေးစိတ်ကိုတော့ comment နဲ့ရှက်ပေါက်မှာစုံစမ်းမြင်နိုင်ပါတယ်Kaijino ရဲ့ရှေ့မှာရှိနေတဲ့ Kaijino 73ကလည်းစိတ်မကြေဖြစ်ပြီးတော့တိုက်ပွဲတွေးတက်ကြွလာခဲ့ကတကူတော်တိုက်ပွဲကိုစတင်มาတော့တယ် Kaijino 73ကသူ့ရဲ့ကြွသားတွေအင်အားတွေနဲ့ခန္ဓာကိုယ်ရဲ့ဆွမ်းဆောင်ရည်တွေကိုအစမတန်မြင့်တင်လိုက်ကမြေပြင်တစ်ခုလုံးအကွဲသွားပြီးအရှိန်အုံနဲ့ Kafka စီကိုတချိန်ထိုးပြီးဝင်တိုက်ခိုက်ခဲ့ပါတယ် Kaijino 73ရဲ့အားပြင်းတဲ့ထိုးချက်ကို Kafka ကတစ်ချက်တည်းနဲ့တားပစ်လိုက်ကစွမ်းအင်တွေစုထားတဲ့လက်သီးတစ်ချက်ပြန်ကျွေးခဲ့ကအဲ့ဒီလက်သီးချက်ကြောင့်ကောင်းကင်တစ်ခုလုံးပြောင်းလဲသွားပြီးဒါဂိုင်ကျူကြီး No 73ကလည်းအပိုင်းပိုင်းအစားပေါက်ခွဲသွားပြီးရှေ့မုန်းခံလိုက်ရပါတော့တယ်ဒါကတော့ Kaijino 8 manga chapter 83ရဲ့ recap လေးပဲဖြစ်ပါတယ်။သဘောကျရဆိုရင်တော့ like follow လုပ်ပြီးတော့ပြီးကူညီပေးသွားနိုင်ပါတယ်။